င်းတွက်ပါတစ်ချိန်တစ်ခါတရက်တည်းတွက်မှုတဘဝအတွက်ကိုရည်ရွယ်ကတင်ကြပြီလို့အားလုံးချမ်းသာတကယ်ပဲအဖို့မပြတ်နိုင်အောင်ပါစီမံခန့်ခွဲတက်လို့လားငွေကိုတန်ဖိုးထားကြတာရွှေတိပညာစင်ကြောက်ပညာသင်ကြားပေးတာဝမ်းသာစရာပညာဒါနပရိဒတ်ဖြစ်ပါလူဘဝရင်းစင်ရင်ကဒါဒါယာယာခွင်လန်းကောင်းတွေရရှိလားပျော်ရွှင်စရာပါမိသားစုဘဝရင်းထွန်းလင်းစေချင်တာဆရာနေစောပါလူမှုဘဝရင်းတိုးတက်စေချင်တာဆရာနေစောပါပို့ပို့ရတနာရွှေတိုင်းမှာသွန်သင်ညွှန်ကြားလမ်းပြမှုကြောင့်စီးပွားရှိနေထွေတွေတိုးကားလာတော့မှပေါ်များရွှေငွေရတနာပိုက်ဆံလွန်ချမ်းသာပေါ်များရွှေငွေရတနာပိုက်ဆံလွန်ချမ်းသာစီးပွားရှိနေထွေတွေတိုးကားလာတော့မှစိတ်ရွှေရတနာတိုက်တာအိမ်ကလက်ဝဲပိုင်ကလူမှုဘဝတွေတိုးတက်ခါအနာဂတ်ဘဝတွေဆင်းမြင့်လာလူသားချင်းစာနာညာတာဆရာနေစောမှလမ်းပြပေးခဲ့